မြောက်ရဲ့မနခင်ကိုလက်ဆန်းသွားအောင်ကော်ဖီတစ်ခွက်နဲ့စားလေရှိကြတယ်မလားဒါပေမဲ့တောတွေကဝီးစုံကလေးတွေကတော့ကော်ဖီထက်ပိုပြင်းတဲ့အရက်ကိုမှနေတိုင်းတောက်နေကြတာပါဟုတ်ပါတယ်ဒါဟာနောက်ပြောင်နေတာမဟုတ်ပါဘူးပြားတွေဝီးစုံငှက်တွေဟာတကယ်ပဲနေတိုင်းအရက်တောက်နေကြတာဖြစ်ပြီးအဲ့ဒီအရက်ကလည်းတခြားနေရာကမဟုတ်ပဲပန်းပွင့်နေတဲ့ကနေဓာတ်ရိုက်ရရှိနေတာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့သိပ္ပံပညာရဲ့ထူးဆန်းတဲ့အဖြေတစ်ခုကိုတူတူရှာဖွေကြည့်ကြမယ်။ဘာကြောင့်ပန်းပွင့်ထဲမှာရဲတဲ့ရှိနေရတာလဲ။ဒီတတဝါလေးတွေကရောဘာလို့မူးပြီးလမ်းမမကြတာလဲ။ပြီးတော့ခမတို့အိမ်မှာစေနာနဲ့ငှက်စာကျွေးနေတာကရောသူတို့ကိုမတိမတာမူးအောင်လုပ်နေတာဖြစ်နိုင်မလား။ကဲစလိုက်ကြစို့ဗျာ။2026ခုနှစ်ရဲ့မတ်လ25ရက်နေ့ကထွက်ရှိလာတဲ့ Royal Society Open Science Journal မှာလူများစိတ်ဝင်စားစရာသုတေသနတစ်ခုပါလာပါတယ်။ဒါ UC Berkeley တက္ကသိုလ်ကဇီဝဗေဒပညာရှင်တွေ9နှစ်တိုင်ချိန်ပေးလေ့လာခဲ့တဲ့ရလဒ်တစ်ခုပါ။ပညာရှင်တွေကအပင်ပေါင်း29မျိုးကပန်းဝီရီကိုစစ်ဆေးကြည့်တဲ့အခါမှာ26မျိုးမှာအီသနောလို့ခေါ်တဲ့အရက်ဓာတ်ပါဝင်နေတာကိုအံ့ဩဖွယ်သိရှိခဲ့ကြပါတယ်။ဒါဘာကြောင့်လဲဆိုတော့ပန်းဝီးရည်ထဲမှာ yeast လို့ခေါ်တဲ့မိုးလေးတွေရှိနေလို့ပါ။ဒီ yeast တွေကဝီးရည်တွေကတခြားဓာတ်ကိုအချင်းဖောက် fermentation လုပ်လိုက်တဲ့အခါမှာသဘာဝအတိုင်းအရက်ဓာတ်ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။အဲဒီ ethanol ပါဝင်မှုဟာ 0.056 ရာခိုင်နှုန်းဝန်းကျင်ရှိတတ်ပါတယ်။ကျွန်တော်တို့တောက်တဲ့ဘီယာနဲ့ရှင်ရင်တော့အများကြီးနည်းပေမဲ့ဒီငှက်ကလေးတွေရဲ့ခန္ဓာကိုယ်အရွယ်စားနေရှင်ရင်တော့ဒါဟာပြောပလောက်တဲ့ပမာဏမဟုတ်တော့ပါဘူး။ Annas Hammenberg လို့ခေါ်တဲ့ငှက်လေးတွေကိုကြည့်ကြည့်ပါ။သူတို့ဟာတရက်ကိုသူတို့ရဲ့ကိုယ်လေးချိန်တဲ့ 1.5 ဆရှိတဲ့ဝီရီကိုတောက်သုံးနေကြပါတယ်။ဒါကိုလူနဲ့ရှင်ကြည့်ကိုမြင်သာပါလိမ့်မယ်။ခင်ဗျားတို့ရဲ့ကိုယ်လေးချိန်က60ကီလိုရှိတယ်ဆိုပါတော့ဒါဆိုရင်တရက်ကိုအဖျော်ရည်လီတာ90တောက်ရတာနဲ့အတူတူပါပဲဒီလိုအမြောင်များတောက်သုံးနေတာကြောင့်သူတို့ခန္ဓာကိုယ်လည်းရောက်သွားတယ်အရက်ပမာဏလူတယောက်တရက်ကိုအရက်တစ်ခွက် standard drip ပုံမှန်တောက်နေတာနဲ့တွားညီနေပါတယ်ဆိုလိုတာကဒီငှက်ကလေးတွေဟာမွေးကလေးက one shot ပုံမှန်တောက်ပြီးရှင်သန်နေကြတာပါဒီနေရာမှာမေးစရာရှိတာကဒါဆိုရင်ဒီငှက်တွေကဘာကြောင့်မူးပြီးပြန်တန်းတာတွေလွဲချော်တာလဲအဖြေကတော့ single ဖြစ်စဉ် evolution အရာသူတို့ရဲ့ခန္ဓာကိုယ်ကလိုက်လျောညီတွေဖြစ်သွားလို့ပါဒီတ္တဝါလေးတွေကကမ္ဘာပေါ်မှာတန်ပေါင်းများစွာသောနှစ်ကလေးကပန်းဝီရီကိုပဲအထူးအစားဖြစ်စားသုံးလာခဲ့တာပါဒါကြောင့်သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာအီသနောကိုအစိတ်တောင်မဖြစ်စေပဲချက်ချင်းဆိုလိုစွမ်းအင် energy ဖြစ်ပြောင်းလဲပြနိုင်တဲ့ထူးခြားတဲ့ metabolic system တစ်ခုရှိနေပါတယ်သူတို့အတွက်တော့အရက်ဟာမွေးစရာမဟုတ်ပဲအားအင်ဖြစ်စေတဲ့ဓာတ်စာတစ်မျိုးလိုဖြစ်နေတာပါဒါပေမဲ့သူတို့မှလည်းကန့်သက်ချက်ရှိပါတယ်ပညာရှင်တွေရဲ့လေ့လာချက်အရဒီသနောပါဝင်မှုက1ရာခိုင်နှုန်းထက်ကျော်သွားရင်တော့ဒီငှက်ကလေးတွေဟာအဲ့ဒီပန်းကိုတောက်တော့ပဲရှောင်သွားတတ်ကြပါတယ်ဒါကတော့တကယ်ကိုထိတ်လန့်စရာတွေးရှိချက်ပါပညာရှင်တွေကငှက်တွေရဲ့မှုမင်တွေကိုစစ်ဆေးကြည့်တဲ့အခါ EDG ဆိုတဲ့ဓာတ်ပစ္စည်းကိုတွေ့ရှိခဲ့ပါတယ်EDG ဆိုတာပါလေဒါလူတွေရက်တောက်ပြီးတဲ့အခါခန္ဓာကိုယ်ထဲမှာကျန်ရစ်ခဲ့တဲ့ဘေးထွက်ပစ္စည်းတစ်ခုပါစိတ်ပညာအရလူတစ်ယောက်ရက်တောက်ထားမတောက်ထားဆိုတာကိုသိချင် EDG စစ်ဆေးမှုနဲ့ပဲတည်ပြုကြတာပါဒီတော့ငှက်တွေရဲ့အမှုထဲမှာ EDG တွေ့ရတာဟာသူတို့ရဲ့ခန္ဓာကိုယ်ကအရက်ကိုကျွန်တော်တို့လူတွေလိုပဲမီတာဘိုလိုက်လုပ်နေတယ်ဆိုတော့ရင်းမရတဲ့တက်သေးပါပဲဒါကတော့ငှက်ချစ်သူတွေတတိထားဖို့ပါအိမ်မှာငှက်လေးတွေကိုတခြားကြီးတိုက်လိရှိရဆိုရင်အဲ့ဒီတခြားကြီးဟာနေပူထဲမှာခဏလေးအတွက်ချင်းပေါက်ပြီးအရက်အဖြစ်ပြောင်းသွားနိုင်ပါတယ်ဒီလိုဖြစ်သွားတဲ့တခြားကြီးတွေမှာအီသနောပါဝင်မှုကတဘာဝပန်းမှုတွေထက်အများကြီးပိုများသွားနိုင်ပါတယ်ဒါကြောင့်ခမရတို့ရဲ့စေနာကဒီငှက်လေးတွေကိုတကယ်ပဲမူးဝေပြီးအနေနဲ့ဖြစ်စေနိုင်ပါတယ်ဒါကြောင့်အောက်ပါအချက်တွေကိုပြုစိုက်ပေးပါတယ်နံပါတ်1အနေနဲ့တန်ရှင်းရေးကိုဦးစားပေးပါတခြားရေဟောင်းတွေကိုစွန့်ပစ်ပြီးဖီတာကိုနေတိုင်းဆေးကြောပါနံပါတ်2အနေနဲ့ရိတ်ထဲမှာထားပါ
နေအောင်တိုက်ရိုက်ရတဲ့နေရာမှာထားရင်အချင်းပေါက်တာပုံများပါတယ်နံပါတ်3အနေနဲ့ကတော့အသစ်လဲပေးပါအထူးသဖြင့်ပူပိုက်တဲ့ຢာဒီမှာတခြားကြီးကိုခက်စိတ်စိတ်လဲပေးဖို့မမေ့ပါနဲ့ဒီသုတေသနကကျွန်တော်တို့ကိုဗာသင်ခန်းစာပေးတယ်လဲဆိုတော့တဘာဝလောကမှာအရက်ဆိုတာကျွန်တော်တို့ထင်သလိုလူတွေနဲ့ပဲတက်ဆိုင်တဲ့အရာမဟုတ်ပဲဂေယစနစ်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေတယ်ဆိုတာပါပဲပန်းဝီစုပ်ယူတဲ့တခြားတ attva တွေဖြစ်တဲ့လင်းတို့တွေဒီမှာမြောင်လေးတွေမှာလည်းဒီလိုမျိုးအရက်ကိုစွမ်းရင်ဖြစ်ပြောင်းလဲနိုင်မှာရှိမရှိဆိုတာကိုပညာရှင်တွေဆက်လက်လေ့လာနေစေဖြစ်ပါတယ်ကဲပြားရည်နဲ့ငှက်တွေဟာနေတိုင်းအရက်ဆိုင်သွားနေကြတယ်ဆိုတာအခုတော့ယုံသွားပြီမလားဒီဗီဒီယိုလေးကိုသဘောကျရင် like ပေးဖို့မမေ့ပါနဲ့ခင်ဗျားတို့ရောဒီလိုငှက်ကလေးတွေကိုအရက်တောက်တယ်ဆိုတာအရင်ကကြားဘူးခဲ့သလားကွန်းမမှာဆွေးနွေးသွားကြပါဦးနောက်ထပ်သိပ္ပံပညာနဲ့ပတ်သက်တဲ့စမ်းကြယ်တဲ့အကြောင်းအရာတွေကိုသိချင်ရင်တော့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဘေးကခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးလိုက်ပါဦးနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်သိပ္ပံပညာကိုချစ်မြတ်လို့ကြပါပြီးတော့ငှက်လေးတွေအတွက်ဖီယာကိုလည်းဆေးပေးဖို့မမေ့ကြနဲ့ဦး